GNNTV ရဲ့ drama အသစ်မွန်ရှယ်ဒိုးနမူနာဗီဒီယို official trailer ဖြစ်ပါတယ်။ကောင်မလေးတစ်ယောက်ကကစီးပွားရေးလုပ်ငန်းရှင်ချန်ထန်ချင်းကပ်ပြီးသူမရဲ့စောက်ရှောက်ခံချစ်သူအဖြစ်လက်ခံပေးရန်ကမ်းလှမ်းခဲ့ပါတယ်။သူမကပတ်စံလိုခြင်းလို့မဟုတ်ဘဲချန်ရဲ့ချစ်သူအဖြစ်သားနေလိုခြင်းဖြစ်ပြီးကျန်တဲ့သူများကိုလည်းဘဝထဲမှာရှင်းထုတ်ပစ်မယ်လို့ကတိပေးခဲ့ပါတယ်။ချန်ကစီးပွားရေးဆန်ဆန်အကျိုးမြတ်ကိုသာကြီးတက်သူဖြစ်ပြီးသူတို့ရဲ့ဆက်ဆံရေးအတွက် strict ဖြစ်တဲ့စီးမင်းများထုတ်ပြန်ခဲ့ပါတယ်။ဥပမာနှုတ်ခမ်းခြင်းမနှမ်းရခြင်းအထူးညများတွင်မှသာအတူအိတ်ခွင့်ရှိခြင်းတို့ဖြစ်ပါတယ်။ချန်ရဲ့အတိတ်မှချစ်သူဟောင်းကျေပြန်လဲရောက်ရှိလာပြီးအတိတ်ကနားလည်မှုလွဲမှားခဲ့တဲ့အကြောင်းရင်းများနဲ့မရေရာတဲ့တန်ရောစင်များကြောင့်သူတို့ရဲ့ဆက်ဆံရေးပုံမိုရှုပ်ထွေးလာခဲ့ပါတယ်။ trailer ရဲ့နောက်ပိုင်းမှာသူတို့နှစ်ဦးကြားလျှို့ဝှက်စမ်းကြဲတဲ့အတိတ်ဖြစ်ရပ်တစ်ခုရှိခဲ့ကြောင်းရိပ်ဖမ်းတန်ဖမ်းပြသသွားပါတယ်။ချန်ကထိုအတိတ်ကိုမမှတ်မိတော့တော်လဲကောင်မလေးကဓာတ်ရိုက်မပြောပြဘဲချန်ကိုယ်တိုင်ပြန်လဲမှတ်မိလာအောင်စိန်ခေါ်ထားပါတယ်။စတင်ပြသမည့်ရက်ကတော့ဩဂုတ်လ12ရက်နေ့ဖြစ်ပါတယ်။ထုတ်လွှင့်မဲ့အချိန်ကတော့ဗုဒ္ဓဟူးနေ့တိုင်းည8နာရီခွဲ GNN25 လိုင်းမှာထုတ်လွှင့်မှာဖြစ်ပါတယ်။ပြန်လည်ကြည့်ရှုနိုင်မယ့်နေရာကတော့ည9နာရီခွဲတွင် 1D app မှာအခမဲ့ကြည့်ရှုနိုင်ပါတယ်။